message ရရင်တွေ့ရမှာ PES ဆိုပြီးတော့ပါ P ကတော့အမြန်ဆုံးပါ E ကတော့နည်းနည်းနှေးလာပါတယ် S ကျတော့အနည်းဆုံးဖြစ်ပါတယ်ဒီကောင်တွေကဆက်စထွက်တဲ့နေရာမှာတိတာပါတယ်ကျွန်တော်ကတော့ P ကိုအမြန်ဆုံးဘောင်းတာကိုပို့ကြိုက်ပါတယ်ပို့ပြီးတော့ပေါ့ပါပါတယ်ဗျဒီဘက်မှာကကြတော့ E အပွင့်အပိတ်ခလုတ်ဖြစ်ပါတယ်ဒါကြဒီကောင်ကြတော့ပိတ်တာပါဒီကောင်ကြတော့မီးကိုခွာလေးပဲထွက်တဲ့မီးလေးပါပေါ်မီးကြတော့ဖြာထွက်နေတဲ့မီးဖြစ်ပါတယ်ဗျဟိုစမောင်းတော့မယ်ဆိုရင်ဒီကောင်တချို့ကြတော့ဆဆမောင်းရင်ဒီကောင်ကြီးကိုကင်ပါတယ်လုံးဝမှားပါတယ်ပထမဦးဆုံးဒီရှက်ကမှားပါတယ်ဘယ်ဟာကိုကင်ရမလဲဆိုဒီအလုံးလေးပါဒီမှာလေဒီအလုံးလေးကိုကင်ပြီးတော့ပဲမောင်းပါပဲပြီးရင်ကီယာသူကစက်ဖွင့်လာပြီးကီယာမနေရင်လဲရတာဒါခတ်ပါတယ်သူကကီယာလေးနေရမှာသူကလဲရတာပေါ့ပါတယ်အဲ့လိုလေးပါโอเคပထမဦးဆုံးမောင်းတော့မယ်ဆိုရင် hand brake လေးကိုလွတ်လိုက်ပါပြီးရင်ဒီကောင်လေးကိုရှေ့တိုးရင်ဒါရှေ့တိုးပါရှေ့တိုးဟာပါဒီကောင်ကြတော့နောက်ဆုတ်တဲ့ဟာပါဒီဗီဒီယိုကြည့်ရတဲ့သူဆိုရင်ပေါက်ကလေးမောင်းလို့မကြောက်တော့ပါဘူးကျွန်တော်ကလက်ရှိထိုင်းမှာပါအဲ့ဒါမလို့ပေါက်ကလေးမောင်းတဲ့ဘုဒ္ဓပညာလေးကိုညဝေပေးရတဲ့အကြောင်းရင်းဖြစ်ပါတယ်ဒီလိုတရားအမှားကြီးပါခဲ့တာရှိနေတယ်ခါလေးတောင်းမှန်ခဲ့ပါတယ်ကျွန်တော်တို့အောက်ဆင်းမြန်ဆိုရင်ဒီကီယာကိုမထိုးထားခဲ့ဘူးဆိုရင်အချက်ပြမီးရောပါတယ်ဒီဆိုပြီးတော့ပါတယ်မရက်တော့ပါဘူးဒီလိုဆင်းပြီးတော့လည်း hand brake ဆွဲထားခဲ့ပါအဲဆိုရင်ပေါ်တာတိတ်သွားမှာမယ်ပထမနောက်တစ်ခုကဒီကောင်လှည့်လိုက်ဒီကောင်ကကိုခါနာမှာကြောင်းရင်ခါမနာဆိုရင်အပေါ်မြောက်လို့ရပါတယ်ဒီလိုမျိုးအပေါ်ညှိရပါတယ်ခါနာမှာကြောင်းရင်အောက်နေလို့ရပါတယ်ကျွန်တော်နှိပ်ရတာတော့အောက်ဆုံးပါပြီးတော့သူ့ရဲ့ဒီအောက်ကပါတဲ့ဒီဟာလေးကတော့ဒါဖင်နန်ကိုရှင်းအောင်ဆွဲတဲ့ဟာလေးပါဒါလေးကတော့ခပ်ပတ်ကြိုးပါတချို့ဖောက်ကလေးတွေကြတော့ဒီကောင်မထိုးရရင်မောင်းလို့မရပါဘူးအဲ့လိုကဲယခုကတော့ကျွန်တော်အားသွင်းပြမှာဖြစ်ပါတယ်ကျွန်တော်ကဒီဆက်ကိုအော်တိုဖွင့်လာတဲ့အတွက်ဆက်ဒီပါလေးနှိပ်ပြမလို့တော့ပါဘူးအသွင်းပေါက်ထိုးရုံပဲဖြစ်ပါတယ်ကျူရောပြီဆိုရင်ဒီကောက်ရဲ့ထိပ်လေးကအဲ့လိုရှိနေပါတယ်ဒါအားသွင်းမဲ့ဆက်ကြိုးပါကြာလေးဒီထားမယ်အချက်ကတော့ဆက်ဖွင့်နေရင်အားသွင်းလို့မဝင်ပါဘူးအချက်ပြပါတယ်အားသွင်းလို့မဝင်ပါဘူးဆက်ဖွင့်နိုင်ပြီးတော့အားသွင်းဆက်ကိုပိတ်ရပါမယ်ဥပမာတော့ဆက်ကိုပိတ်လိုက်တဲ့အတွက်အော်တိုဝင်နေတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်အပ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပြီးပို့အောင်ဆိုအပ်ပါတယ်ခင်ဗျ